ကမ္ဘာအင်အားအကြီးဆုံးစစ်တပ်ကြီးတစ်ခုဟာရန်သူကြီးစံကြောင့်မဟုတ်ဘဲတဘောကတရားရဲ့ရက်ဆက်ကြမ်းကြုတ်မှုအောက်မှာဘာကြောင့်ဒူးထောက်အရှုံးပေးလိုက်ရပြီဆိုတာကိုမိတ်ဆွေတို့သိပြီးကြပြီလား2026ခုနှစ်ရဲ့ခဲမတက်အေးမြလာတဲ့အာရိတ်စကွင်းထဲမှာရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အိမ်မက်ဆိုးတွေဟာဘယ်လိုပုံစံနဲ့လက်တွေဖြစ်လာနေသလဲမြောက်ကိုရီးယားကပေးပို့လိုက်တဲ့ကြီးစံရထားတွဲကြီးတွေထဲမှာဘာကြောင့်စိုက်ပေကြီးရဲ့နေတော်နှစ်ကြီးတွေထဲမှာရက်တန်သွားခဲ့ရတာလဲရုရှားစစ်သားထောင်ပေါင်းများစွာဟာခြေတံစစ်မြေပြင်ကိုမရောက်ခင်မှာတင်ဘာကြောင့်အေးခဲသေးဆုံးနေရတာလဲဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့ဇော်လေးဘာမီနျူ channel ကနေပြီးလူမသိသေးတဲ့စစ်မြေပြင်နောက်ွယ်ကထိတ်လန့်စရာအမှန်တရားတွေနဲ့ရုရှားစစ်တပ်ရဲ့ပြိုလဲခြင်းဏ္ဍာန်ကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ2026ခုနှစ်ရဲ့အစောပိုင်းကာလတွေမှာအာရိတ်စကွန်တဲကနေကြားရောက်လာတဲ့အလွန်မင်းအေးခဲလွန်းလာတဲ့လေလိုင်းတွေဟာရုရှားနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုရေခဲပြင်ကြီးတွေအဖြစ်ပြောင်းလဲပစ်လိုက်ပါပြီစိုက်ပေကြီးရဒေသရဲ့အတွင်းပိုင်းတွေမှာအပူချိန်အနှုတ်55ဒီဂရီအထိကျဆင်းသွားခဲ့ပြီးဒါဟာယူဘဗေဒနီးယာမတွေကိုပါပြောင်းလဲလိုက်တာဖြစ်ပါတယ်။တန်လန်းတွေဟာအေးဒဏ်ကြောင့်အလိုလျောက်အကွဲကုန်ကြပြီးရထားတွေရဲ့ဗရိတ်စနစ်တွေနဲ့ဟိုက်ဒရောလစ်ရန်တရားတွေဟာခဲတောင်ကြီးလိုဖြစ်သွားခဲ့ရပါတယ်။ဒါဟာရုရှားစစ်တပ်အတွက်တော့အသက်သွေးကြောဖြတ်တောက်ခံလိုက်ရသလိုပါပဲ။ကင်ဂျုံအန်ရဲ့အဆုံးမရှိတဲ့ခဲရင်မီးကြောက်ရင်တန်းကြီးတွေဟာအခုတော့ရက်တန်သွားခဲ့ပါပြီ။မြောက်ကိုရီးယားအစိုးရဟာသူတို့ရဲ့ကန့်သတ်ထားတဲ့ logistic စွမ်းဆောင်ရည်တွေကိုဒီလိုဆိုးရွားတဲ့ရာသီဥတုထဲမှာအဆုံးရှုံးမခံချင်တော့ပါဘူး။စိတ်ကန်းတွေဟာအေးခဲနေပြီးပြည်စီတင်ဆောင်တဲ့စက်ကရိယာတွေဟာအလုံးမလုံးနိုင်တော့တဲ့အတွက်မြောက်ကိုရီးယားကြီးစံတွေဟာရုရှားရှေ့တန်းကိုမရောက်နိုင်ပဲနင်းတော်ထဲမှာတန်တို့တန်စားတွေလိုပုံနေရပါတော့တယ်ဒီညမှာပိုပြီးထူးဆန်းတာတခုရှိနေပါသေးတယ်အဲဒါကတော့မြောက်ကိုရီးယားကပေးပို့တဲ့ကြီးစံတွေရဲ့အည်သွေးပါပဲဒီကြီးစံတွေဟာတူလောင်ယုံထဲမှာနှစ်ပေါင်40ကြာစိုးထိုင်းစားတွေကိုစုပ်ယူထားတဲ့ပစ္စည်းဟောင်းတွေပါအခုလိုအနှုတ်50ဒီဂရီအေးတန်အောက်မှာရပ်ပေါင်းများစွာရှိနေတဲ့အခါရင်းမုံတွေရဲ့ဓာတုဗေဒဖွဲ့စည်းပုံဟာပျက်စီးသွားပါတယ်အကယ်၍ရှေ့တန်းကိုရောက်သွားခဲ့ရင်တောင်သုံးလုံးမှာတစ်လုံးဟာအမြောက်ပြောင်းထဲမှာတင်ပေါက်ကွဲတာဒါမှမဟုတ်လုံးဝအလုံးမလုံးတာမျိုးတွေဖြစ်နေပါတယ်ရုရှားစစ်ဗိုလ်ချုပ်တွေဟာသူတို့ရဲ့စစ်သားတွေကိုလူသားလူတော်မတတ်မှတ်တော့တာကိုဆိုရှယ်မီဒီယာတွေပေါ်ကဗီဒီယိုတွေမှာမြင်တွေ့နေရပါတယ်ယူရဲကုန်တင်ကားတွေမှာအမိုးတွေတကားတွေမပါဘဲစစ်သားတွေကိုရှေ့တန်းကိုဓာတ်ရိုက်ပို့ဆောင်နေကြတာပါအကာအကွယ်မဲ့နေတဲ့ဒီစစ်သားတွေဟာရှေ့တန်းကိုမရောက်ခင်မှာတင်သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်တစ်ဝက်လောက်ကိုဆုံးရှုံးသွားကြရပါတယ်ဟိုက်ပိုသာမီယာလို့ခေါ်တဲ့အေးလွန်ခဲ့တဲ့ယောဂဟာယူကရိန်းကြီးစံတွေထပ်ပိုးပြီးမြန်မြန်ဆန်ဆန်စစ်သားတွေကိုတပ်ဖြတ်နေပါတယ်ရုရှားရဲ့စက်မှုလုပ်ငန်းတွေဟာအကြက်တဲနဲ့ရင်ဆိုင်နေရတာသိတာပါတယ်တန်ချက်ကလူတင် ABC တွေဟာအလွန်ရှားပါသွားတဲ့အတွက်စစ်သားတွေကို ATV ဆိုင်ငယ်တွေမှာနောက်တွဲရင်တွေချိန်ပြီးပို့နေရပါတယ်ဒီရင်တွေမှာဘာအကာအကွယ်မှမရှိသလိုအပူပေးစနစ်လည်းမရှိနေပါဘူးလက်နက်ကြီးကြီးစံတစ်ထောင်ကြားရုံနဲ့တင်အဲ့ဒီရင်ဘော်ကစစ်သား6ယောက်9ယောက်လုံးဟာတပြိုင်နက်တည်းသေဆုံးသွားကြမှာပါစစ်တပ်တစ်ခုမှကြီးစံပြက်လက်ပြီးထောက်ပံ့ရေးလမ်းကြောင်းတွေရပ်တန့်သွားတဲ့အခါပထမဆုံးပျက်စီးသွားတာကတော့စီးကမ်းပါပဲရုရှားစစ်တပ်ဟာအခုအချိန်မှာအတွန်းစနစ်ရင်ဆိုင်နေရတယ်လို့ဖြစ်နေပါတယ်ကြီးစံမရှိအစားအစာမရှိပဲအေးတံကိုခံနေရတဲ့စစ်သားတွေဟာတိုက်ပွဲဝင်ဖို့ထက်ထွက်ပြေးဖို့ကိုပဲစဉ်းစားနေကြပါပြီဒါကိုသိတဲ့ရုရှားအစိုးရဟာအလက်ခစ်ကနီလန်းတွေကိုပြန်သုံးပြီးထိန်းချုပ်ဖို့ကြိုးစားနေပါတယ်ယူကရိန်းရဲ့ပါတီဇန်အဖွဲ့တွေရဲ့အဆိုအရရုရှားတပ်မှုတွေဟာစစ်သားတွေရဲ့ဘန်ကတ်တွေကိုတင်စီထားကြတယ်လို့သိရပါတယ်ငါအေးနေပြီငါမတိုက်နိုင်တော့ဘူးလို့ပြောတဲ့စစ်သားတွေရဲ့လစာတွေကိုဖျက်တောက်ပြီးမိသားစုစီငွေလည်းမရအောင်ပိတ်ပင်ထားတာပါဒါဟာရုရှားတွေကိုငွေချင်းနဲ့တစားကန်လုပ်ပြီးခြေတန်းမှာထားတဲ့နီလန်ပဲဖြစ်ပါတယ်ပိုပြီးကြောက်စရာကောင်းတာကတော့ဘလော့ကင်ယူနစ်တွေပါပဲဒီ unit တွေရဲ့တာဝန်ကတော့ခြေတန်းကနေနောက်ဆုတ်လာတဲ့ကိုစစ်သားတွေကိုနောက်ကျောကနေပြန်ပစ်ဖို့ပါပဲရုရှားစစ်သားတွေရဲ့အတွက်ရှေ့မှာကယူကရိန်းအမြောက်တယ်နောက်မှာကကိုတက်ကတတ်မဲ့သူတွေရှိနေတဲ့အတွက်ဘယ်ဘက်ကောင်မှပြေးစရာမြေမရှိတော့ပါဘူးစစ်သားနဲ့စစ်ဗိုလ်ပေါင်း2500ကျော်ဟာဒီလိုအခြေအနေတွေကြောင့်စစ်တပ်ကနေစွန့်ခွာထွက်ပြေးနေကြပါတယ်2026ခုနှစ်မှာရုရှားဟာနေပညာအသစ်တစ်ခုကိုတုံးပြီးလူသစ်တွေကိုဖမ်းဆီးနေပါတယ်လူသားတွေဟာသူတို့အိမ်တကားကိုလာကောက်မဲ့စားကိုစောင့်နေစရာမလိုတော့ပါဘူးကရင်မလင်ကတိစောက်ထားတဲ့ digital စနစ်ထဲမှာတင့်နာမည်ပေါ်လာတာနဲ့သင်ဟာဥပဒေအရာစစ်သားဖြစ်သွားပါပြီအကယ်၍သင်စစ်တဲ့မဝင်ဘူးဆိုရင်တင်ဖန်အကောက်တွေပိတ်ခံရမယ်ကားမောင်းလိုင်စင်သိမ်းခံရမယ်ပြီးတော့နိုင်ငံခြားထွက်ခွာခွင့်တွေပါအလိုလျောက်ပိတ်ခံရမှာဖြစ်ပါတယ်မော်စကိုမြို့ရဲ့မြေအောက်ရထားတွေမှာတပ်ဆင်ထားတဲ့ facial recognition ကင်မရာတွေဟာစစ်ပြေးတွေကိုရှာဖွေဖို့အထူးကလှုပ်နေပါတယ်တင်မျက်နှာကိုကင်မရာကဖမ်းမိတာနဲ့တင်ရဲတွေကတင်ကိုဖမ်းဆီးပြီးလေ့ကျင့်မှုတစုံတရာမပေးဘဲရှေ့ချမ်းကိုဓာတ်ရိုက်ပို့ဆောင်လိုက်မှာဖြစ်ပါတယ်2026ခုနှစ်အတွက်သူတို့ရဲ့ပြစ်မှတ်ကတော့လူသစ်2,600,000ပဲဖြစ်ပါတယ်ရုရှားရဲ့စီးပွားရေးဟာလည်းအေးထန်အောက်မှာခဲနေပါပြီရုရှားရေနံနဲ့အကြီးမားဆုံးဝယ်ယူသူဖြစ်တဲ့အိန္ဒိယနိုင်ငံဟာရုရှားစီကရေနံဝယ်ယူမှုကိုနှစ်အတွက်အနည်းဆုံးအစဉ်လျှော့ချလိုက်ပါပြီအိန္ဒိယရေနံကုမ္ပဏီတွေဟာအမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေကိုကြောက်နေတဲ့အတွက်ရုရှားရေနံအစားဘရာဇီးနဲ့ UAE ကရေနံတွေကိုပြောင်းလဲဝယ်ယူနေကြပါတယ်အိန္ဒိယကကြော်ခိုင်းသွားတဲ့အခါပူတင်ဟာစီးပွားရေးရာရှင်သန်ဖို့အတွက်တရုတ်နိုင်ငံကိုပဲလုံးလုံးလျားလျားမိကုန်နေရပါတော့တယ်
ဒါပေမဲ့တရုတ်နိုင်ငံဟာလည်းရုရှားကိုအချောင်နှိပ်ဖို့ပြင်ဆင်နေပါတယ်စိုက်ဘေရီးယားကလမ်းကြောင်းတွေပိတ်နေတဲ့အတွက်တရုတ် logistics ကုမ္ပဏီတွေဟာအာမခံကြီးတွေတက်လာတာကြောင့်ပစ္စည်းပို့ဆောင်မှုတွေကိုရပ်ဆိုင်းထားပါတယ်တရုတ်နဂါးကြီးဟာရုရှားရဲ့အကူအညီမဲ့နေမှုကိုကြည့်ပြီးຫນွေဦးရောက်တဲ့အခါပိုပြီးတင်းကျပ်တဲ့အခြေအနေကိုတောင်းဆိုလာတော့မှာပါဒီညမှာလူသတိမထားမိတဲ့အချက်တကူရှိနေပါတယ်အဲဒါကတော့တောင်ကိုရီးယားရဲ့ပါဝင်ပတ်သက်မှုပါပဲတောင်ကိုရီးယားတော်လှန်ရေးအဖွဲ့ MIS ဟာမြောက်ကိုရီးယားရဲ့ထောက်လှမ်းရေးလမ်းကြောင်းတွေကို digital နည်းနဲ့နှောက်ယှက်နေတယ်လို့ယူဆရပါတယ်စိုက်ဘေရီးယားမှာရထားတွေဘာကြောင့်ဒီလောက်အထိပျက်စီးနေတယ်လဲဆိုတာဟာရာသီဥတုကြောင့်နေမဟုတ်ဘဲတမိုင်းမှာအကြီးမားဆုံးစိုက်ဘာတိုက်ခိုက်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်ကိန်းဂဏန်းတွေအရ2025ခုနှစ်ဒီဇင်ဘာလတလထဲမှာတင်ရုရှားစစ်သားတရက်ကိုပြန်မြ1000ကသေဆုံးနေပါတယ်ဒါဟာဆိုဗီယက်ယူနီယံရဲ့အာဖဂန်နစ္စတန်စစ်ပွဲ10နှစ်စာဆုံးရှုံးမှုကိုတလထဲနဲ့တင်ရောက်ရှိသွားတာပါဒါဟာအောင်မြင်မှုမဟုတ်ပါဘူးခေါင်းဆောင်တရားရဲ့မာနအတွက်လူအဖွဲ့အစည်းတစ်ခုလုံးရဲ့အနာဂတ်ကိုရှေ့ပူဇော်နေတာပဲဖြစ်ပါတယ်ဗလာဒီမာပူတင်ဟာစောင်းရာသီကိုသူ့ရဲ့မဟာမိတ်လိုအမြဲယုံကြည်ခဲ့ပါတယ်နပိုလီယန်နဲ့ဟစ်တလာကိုအနိုင်ယူခဲ့တဲ့ဂျင်နီရဲ့ဝင်းတားဟာသူ့ကိုလည်းကူညီလိမ့်မယ်လို့ထင်ခဲ့တာပါဒါပေမဲ့သူမေးနေတာတခုကတဘောဝတရားဟာဘဲဘက်ကမှရက်တည်မနေခဲ့ပါဘူးဒါကြောင့်ပြင်ဆင်မှုရှိတဲ့သူကိုပဲအပြစ်ပေးတာပါအခုတော့ယူကရိန်းစစ်တပ်ကခင်မီအမိုးကာတွေထဲမှာရှိနေချိန်ရုရှားစစ်သားတွေကတော့လုံမြေတွေထဲမှာအစာကြီးစားမဲ့အိတ်ခဲ့နေရပါတယ်။ຫນွေဦးရောက်လို့နှင်းတွေအကြီးပြောသွားတဲ့အခါအဲ့ဒီစစ်မြေပြင်တွေမှာဂျုံမင်းတွေပေါက်လာမှာမဟုတ်ပါဘူး။ခေါင်းဆောင်တယောက်ရဲ့ရီမန်းချက်အတွက်ဇတိခံလိုက်ရတဲ့လူငယ်မျိုးဆက်သစ်တွေရဲ့ရုပ်အလောင်းတွေပဲပေါ်ထွက်လာတော့မှာပါ။ရုရှားဟာသူကိုယ်တိုင်တူးခဲ့တဲ့ရေခဲတင်ញိုင်တဲ့ကိုသူကိုယ်တိုင်ပဲရှော့ချနေတာဖြစ်ပါတယ်။မိဘပြည်သူများခင်ဗျာ။အခုတင်ဆက်ပေးခဲ့တဲ့အချက်လက်တွေအရရုရှားနိုင်ငံရဲ့အနာဂတ်ဟာတကယ်ပဲနေဝင်ခြင်းကိုရောက်ရှိနေပြီလား။မြောက်ကိုရီးယားရဲ့အကူအညီတွေရပ်တန့်သွားတာနဲ့အိန္ဒိယရဲ့ကြောခိုင်းမှုတွေဟာရုရှားရဲ့အင်ပါယာပြိုကွဲဖို့နမိတ်တွေဖြစ်လာမှာလားမိတ်ဆွေတို့ရဲ့အမြင်ကိုလည်းကောမန့်မှာရေးသားဆွေးနွေးပေးကြပါဦးခင်ဗျာအခုလိုစိတ်ဝင်စားစရာသတင်းထူးသတင်းဦးတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ဇော်လေးဘားမယ် New Channel ကိုလည်း like နဲ့ subscribe လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာအားလုံးပဲဘေးရန်နဲ့ကင်းဝေးပြီးကိုယ်စိတ်နှပြကျန်းမာကြပါစေအဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ